နော်ဆေးရုံသွားပြတဲ့အခြေအနေတို့ဘယ်လိုမျိုးခွဲခြားနိုင်မလဲရှင်ဆရာကြီးဖျားတယ်ဆိုတာတော့ယောဂလက္ခဏာတစ်ခုပဲပေါ့နော်ဟုတ်ကဲ့ကိုယ်ပူဖျားတယ်ဆိုတာလူမှာယောဂပိုးဝင်လာရင်ယောဂပိုးကိုနှိမ်နှင်းဖို့အတွက်လူရဲ့သဘာဝကိုယ်ခံအားအနေနဲ့ခန္ဓာကိုယ်ပူချိန်ကိုမြင့်ပြီးတော့ယောဂပိုးကိုတည်အောင်လုပ်တဲ့ဒါလူရဲ့ခန္ဓာကိုယ်ခံအားဒါလက္ခဏာတစ်ခုပါပဲဆိုတော့ဒီလက္ခဏာရှိနေပြီဆိုရင်သဘောကတော့လူရဲ့ခန္ဓာကိုယ်လေးကိုယောဂပိုးတစ်ခုခုတနေရာနေဝင်ရောက်နေပြီဆိုတာကိုရတာခြင်းပဲဖြစ်ပါတယ်အဲ့တော့အဖျားကိုယ်ဝင်ဖျားတယ်ဆိုတဲ့အခါမှာယောဂပိုးမျိုးစုံရှိတဲ့အတွက်ယောဂပိုးတစ်ခုတစ်ခုကြောင့်ဖြစ်တာဆိုတာကိုကိုကသိဖို့လိုပါတယ်ဥပမာအားဖြင့်ကိုကအလုတ်ကန်ရတော်ရဲကိုသွားတယ်နော်တကုတ်တယ်တော်ရဲမှာအလုပ်ငန်းတစ်ခုလုပ်တယ်ဆိုရင်ဒီလိုတော်ရဲကိုသွားတဲ့အခါမှာဖြစ်တဲ့ရှိတာကတော့ငှက်ဖျားယောဂအဲ့တော့ငှက်ဖျားယောဂပိုးကြောင့်လို့ဖျားတာရှိတယ်အဲ့တော့ကိုယ်ဖျားတာဒီခုနကတော်တွေကိုဝင်ရောက်ပြီးသွားလာလို့ငှက်ဖျားဖျားတာဆိုတာဖြစ်နိုင်ပါတယ်ဒါတစ်ခုပါတစ်ချက်ခါလေးကြရင်တော့လည်းဘယ်လိုဖြစ်လဲဆိုတော့ငှက်ဖျားယောဂဖြစ်တဲ့ဒေသကနေပြန်လာတဲ့လူငှက်ဖျားဖြစ်ဘူးတဲ့လူကငှက်ဖျားယောဂမရှိတဲ့သူပြင်ငှက်ဖျားယောဂကိုတယောက်နဲ့တယောက်နဲ့ကူးဆက်ဖို့အတွက်ကိုကူးဆက်နိုင်မှုမရှိတဲ့ကူးဆက်နိုင်အောင်လုပ်တဲ့ချင်းအဲ့ချင်းမရှိရင်ငှက်ဖျားယောဂမရှိဘူးသို့တော်လည်းပဲတဏှာနဲ့ပြောငှက်ဖျားယောဂရှိတဲ့လူလာတဲ့ခါကျတော့သူနဲ့တူချင်းမှာပါလာသူနဲ့တူသူ့ရဲ့ပစ္စည်းတွေတဲလာတဲ့ခါချင်းပါလာချင်းအောင်ဆိုတာဘယ်နေရာရဲ့နားလာပဲပါလာအဲ့ချင်းကဒီဘက်မှာပြန်ပြီးပေါက်ခွာလို့ရှိရင်သူကနေတစ်ဆင့်ကူးဆက်ပြီးတော့ငှက်ဖျားယောဂဖြစ်နိုင်ပါတယ်ဆိုတော့ဆရာတို့ဒီရန်ကုန်တိုင်းလိုဒေသတွေမှာငှက်ဖျားယောဂမရှိဘူးချင်းမရှိဘူးလို့ပြောရမယ်လို့ပါခုနလိုချင်းတဲလာပြီးတော့အဲ့ချင်းကနေတစ်ဆင့်ဒီနေရာမှာပေါက်ခွာပြီးတော့ယောဂဖြစ်တာစိတ်ကြီးကလောင်တူလို့ပါပါဒါတွေကဒီမောင်ကိုကုတ်တဲ့အဖွဲ့အစည်းဒီလူတွေကသူတို့ရဲ့တူယောဂရောချင်းရောပါလာတော့ဒီမှာဒုက္ခပေးတာပါမကြသေးခင်ကဆရာတို့ ARV တိုင်းဒေတာတွေမှာတချို့မျိုးနယ်တွေပေါ့နော်ဒါကောင်းလို့ပေါ့အစားချင်းနဲ့ကောင်းလို့အိမ်မဲလို့အဲ့လိုနေရတယ်ပါချင်းမရှိဘူးငှက်ဖျားလည်းမရှိဘူးဒါမဲ့လူတွေငှက်ဖျားဖြစ်ကြတာခုနဖျားပါပဲဖျားမှမသိဘူးဆရာမရှိသွားပြတဲ့အခါကျမှငှက်ဖျားရှိမရှိပိုးစစ်ကြည့်မှတွေ့ရတယ်နော်အဲ့လိုကြောင့်ဒီဖျားတာနဲ့တော့ဆေးကသွားပြဖို့လိုချင်မှလိုပါပဲတာမန်ဖျားတာတော့တုပ်ကွေးဖျားတယ်ဆိုရင်လည်းဒါဖျားတာပဲဆိုတော့ဒါကတော့ဘာကြောင့်ဖျားလဲဆိုတဲ့ဟာပို့ပြီးတော့အရေးကြီးပါတယ်နော်အဲ့တော့ဥပမာပြင်အနာဖြစ်တယ်ဆိုတော့ဒီထိခိုက်ဒဏ်ရာတစ်ခုရတယ်ပေါ့နော်ဟုတ်လားလက်ဖြားမှာဖြစ်ချီပါဖြစ်စေချော်လဲလက်ကိုဟင်းချိုင်းနဲ့ဓာတ်နဲ့လှိမိတယ်အဲ့လိုမျိုးတွေမှာအနာရှိတယ်အဲ့အနာရှိလို့ဖျားရင်ဒါဒီအနာဖျားတာဟုတ်ကဲ့နော်ခြေထောက်မှာအနာဖြစ်တဲ့တန်ဆူးတယ်ဓာတ်ရှာတယ်ဒါကဒီအနာရှိလို့ဖျားတာဒါအနာရှိလို့ဖျားတဲ့ဟာလဲဖျားတာပဲဖျားလာပြီဆိုရင်ဆေးကိုတွားပြဖို့လိုပြီဆိုတာဘာလို့လဲဆိုတော့ပိုးဝင်လာဟုတ်ကဲ့အနာကိုပိုးဝင်လာပြီဆိုရင်ဒါပိုးဝင်တာကိုပြုစုကူတာဖို့လိုတဲ့အတွက်ဆေးရုံဆေးကနေပြရတယ်ကိုရှိတယ်။တာမာအပြင်ထိရရှာတာတော့ဒါကိုယ့်အကိုဆေးလို့ရတယ်။ဆေးပတ်တွေပတ်ထားလို့ရတယ်။ယောဂပိုးဝင်အောင်ကိုယ်ထိန်းသိမ်းပြီးလို့ရှိရင်ရပါတယ်။ဆိုတော့အနာကုသလိုက်ရင်ပျောက်ကင်းဖို့ကခုနရေးကြည့်တဲ့အခါကျတော့ဖျားလာပြီဆိုတော့ပိုးဝင်လို့ဖြစ်တဲ့အတွက်အဲ့ဒါသတိထားရတယ်နော်တခြားယောဂတွေကျတော့တခါယောဂခုနမျိုးလို့ယာတိလူလူပြီးပြောင်းမှာသက်ရှူနိုင်ကြောင်းယောဂတွေနာစီလို့ချောဆိုးလို့ဆိုရင်ဖျားလာတယ်ဆိုဒါကတော့ယောဂပိုးဝင်ဖြစ်တာပေါ့နော်တချို့ကျတော့ယောဂ
ပိုးဝင်မှမသိဘူးရာသီဥတုကူးပြောင်းလာတယ်မဆိုင်ဘူးတငွေ့ငွေဘူးတယ်တငွေ့ငွေဖြားဖြည်းဖြည်းနေ့စဉ်ညနေလောက်ဆိုဖြားပြီညနေလောက်ဆိုဖြားပြီသူတို့မနေ့ပိုင်းအေးရထားဖြားနေပြီပိုးပူးနေတယ်နေကုန်လို့နေလို့ကောင်းတယ်နောက်နေ့ကျလာနောက်နေ့ကျလည်းမနေ့ပိုင်းဖြားအဲ့တော့အဲ့လိုမျိုးတငွေ့ငွေဖြားနေတဲ့လူနာကတော့တခုယောဂပိုးတနေရာဝင်နေလို့ဆိုတာကိုသိကြတယ်ယောဂပိုးတနေရာဝင်နေဆိုတာအဲ့ယောဂပိုးကသူကနာလာရှိယောဂပိုးမျိုးကြောင့်ဖြစ်တာဥပမာအဖြစ်အဆုတ်ရောင်ယောဂလို့ခေါ်တယ် TB ယောဂပေါ့နော်TB ယောဂခံစားရတဲ့လူကဖြားတာဖြည်းဖြည်းချင်းခံစားရတယ်ယောဂပိုးအဲ့တော့ကိုပူတိုင်းပြဖို့တော့လိုချင်မှလိုမယ်လို့ခဏပူးနေပြီးတော့ဟိုဆေးကြောက်လည်းမပြောက်ဒီဆေးကြောက်လည်းမပြောက်ဆိုတဲ့သဘောကတော့ကိုယ့်အကိုရန်မှုကုတဲ့လူတွေပေါ့လေသူတွေဒီနေ့ကရမ်းပြီးကုနေအောင်သူကသဘောကတော့ယောဂအခြေအနေကိုစစ်ဆေးရတဲ့ငါတော့ဒီဆေးကိုယ်ကြသေးတမျိုးတောက်လိုက်မှာပဲဗမာဆေးလည်းတောက်လိုက်မှာပဲနိုင်ငံခြားဆေးလည်းတောက်လိုက်မှာပဲဆိုဆေးတောက်မပြောက်ကြားလာရင်ခုနယောဂဆိုတာသိကြမှာပဲအဲ့တော့ကြောင့်အပူကြတိုင်းဆေးကိုပြရမှာလားဆိုတော့ပြဖို့လိုချင်မှလိုပဲသို့သောယောဂအခြေအနေယောဂရဲ့ခံစားမှုယောဂဖြစ်တဲ့မျိုးစားမှမူတည်ပြီးခွဲခြားလို့ရပါတယ်ဟုတ်ကဲ့ဆရာရှင်